YouTube မှာဝင်ငွေရှာမဲ့မိတ်ဆွေများအတွက် YouTube channel တည်ထောင်ခြင်းအပိုင်း3ကိုကျွန်တော်ဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့အတူတူဗီဒီယိုတွေကိုကြည့်လိုက်ကြရအောင်။ဟုတ်ပြီကျွန်တော်တို့ကအရင်နေ့ကကျွန်တော်ဒီမှာ profile ကိုဒီ profile ကျွန်တော်တို့ဥစ္စာတွေကိုပေါ့နော်ကျွန်တော်လိုက်ပြီးတော့ရှင်းလင်းပေးထားခဲ့ပြီးဖြစ်ပါတယ်เนาะဒါပေမဲ့ဒီကျွန်တော် YouTube banner ပေါ့နော် YouTube banner image လုတ်ပုံနဲ့ကျွန်တော်ဒီ profile picture လုတ်ပုံကိုတော့ကျွန်တော်နောက်ရက်မှဆက်ပြီးတော့ရှင်းပြပေးပါမယ်เนาะကျွန်တော်ဒီနေ့မှာဒီ setting ပေါ့ setting ကအရေးကြီးပါတယ်အဲ့ဒီ setting လေးကိုကျွန်တော်တွားလိုက်ပါမယ်တွားလိုက်တဲ့အခါကျရင်ကျွန်တော်တို့ဒီမှာ USD ပေါ့เนาะဒီ currency လို့ခေါ်တယ်ကိုယ့်ရဲ့ငွေကြေးပေါ့ငွေကြေးဒီYouTube channel monetization နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သုံးဘက်ငွေကြေးဒီကျွန်တော်တို့ဒီ USD ဒေါ်လာပေါ့เนาะ USD ဒေါ်လာတချို့တွေက time back လည်းဖြည့်တာတွေရှိတယ်စင်ကာပူဒေါ်လာတွေပဲဖြည့်တာလည်းရှိတယ်ကောင်းတာတော့ဒီ USD ဒေါ်လာဖြည့်ထားတာအကောင်းဆုံးပါပဲเนาะပြောင်းလဲထားတာအကောင်းဆုံးပါပဲကျွန်တော်ဒီမှာပြီးရင်ကျွန်တော်တို့ channel ပေါ့เนาะ channel ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် basic info เนาะ basic info အပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာcountry နေရာမှာကျွန်တော်တို့ကမြန်မာဆိုပြီးတော့သွားဖြည့်လို့မရဘူးမြန်မာဆိုပြီးတော့ဖြစ်နေတယ်ဆိုလို့ရှိရင်လေအဲ Thai တို့เนาะ US တို့စင်ကာပူတို့အစရှိတဲ့ဖြစ်ပြောင်းလိုက်ပေါ့เนาะဘာလို့ဆိုတော့ကျွန်တော်တို့က monetization အတွက်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာက eligible country ထဲမှာမပါဘူးပေါ့เนาะမပါတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီ Thai ဖြစ်ကျွန်တော်စင်ကာပူဖြစ်တခုခုကိုပြောင်းထားလိုက်ပါเนาะနောက်ထပ်တစ်ခုကကျတော့ကျွန်တော်တို့ဒီမှာ keyword ပေါ့နော် keyword ကကျတော့ဘယ်လိုလုပ်တာလဲဆိုတော့ကျွန်တော်တို့ channel ကဘာကိုတင်မှာလဲပေါ့နော်တင်မဲ့ဥစ္စာကိုဒီ YouTube ရဲ့ algorithm လို့ခေါ်တဲ့သူကလူတွေကိုစီကိုလိုက်ပြပေးမဲ့ keyword လေးတွေဖြစ်ပါတယ်เนาะအခုဥပမာကျွန်တော်တို့ channel က video editing နဲ့ပတ်သက်တာတွေတင်မယ်ဆိုလို့ရှိရင်သူက video editing ကိုလိုက်ရှာနေတဲ့သူတွေစီကိုသူကလိုက်ပို့ပေးမယ် video editing ကိုစိတ်ဝင်စားတဲ့သူတွေစီကိုသူကလိုက်ပို့ပေးမယ် AI နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်လည်းထုံနည်းလက်ကောင်းမယ်เนาะ Facebook တို့ YouTube တို့ TikTok တို့ monetization ရဲ့အတွက်ကျွန်တော်တို့ဒီမျှဝေပေးနေတဲ့ knowledge channel ဆိုလို့ရှိရင်လည်းအဲ့ဒီအတိုင်းပဲကိုကဒီမှာ keyword လေးထည့်ထားပြီးဖို့လိုအပ်တယ်ပေါ့နော်ဒါကနည်းနည်းတစ်စိတ်တစ်ပိုင်းအရေးကြီးတာကိုပြောတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ channel ကဘာတင်မှာလဲဆိုတော့အရင်ဆုံးဆုံးဖြတ်ပြီးတော့ကျွန်တော်တို့ကဒီနေရာမှာ keyword လေးတွေထည့်ထားဖို့လိုအပ်တယ်ပေါ့နော်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာနော်ဒါကတော့ဒီ keyword ရဲ့သဘောတရားကိုပြောပြတာเนาะတကယ်လို့မထည့်တတ်ဘူးဆိုလို့ရှိရင်လည်း AI အကူအညီတွေပါသွားပြီးတော့တောင်းလို့ရတာပဲเนาะ AI မှာကျွန်တော်တို့ဒီ channel ကဘာတင်ပါမယ်ပေါ့เนาะတင်မဲ့ဥစ္စာကိုဘယ်လိုမျိုး keyword တွေထည့်ရမလဲဆိုတော့သွားပြီးတော့တောင်းခံလို့ရတာပဲเนาะအဲဆိုလို့ရှိရင်ဒီ keyword ရဲ့အလုပ်ပုံကိုလည်းနားလည်လောက်ပြီးထင်ပါတယ်เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ advanced setting ကိုတစ်ချက်သွားလိုက်မယ် advanced setting ကိုကျွန်တော်နှိပ်လိုက်မယ်ဆိုလို့ရှိရင်သူက audience ပေါ့နော် audience မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ channel မှာတင်မဲ့ video တွေကခလေးတငယ်တွေအတွက်လားခလေးတငယ်တွေအတွက်မဟုတ်ဘူးလားเนาะဒါမှမဟုတ်ကို video တင်တိုင်းဒီမှာကိုမေးဖို့ပြောထားမလားပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီမှာကို video တင်တိုင်းမေးဖို့ထားလိုက်တယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီခလေးတငယ်အတွက်ကိုတော့တွားပြီးတော့လုံးဝမယွင်းမိဖို့အရေးကြီးတယ်ဘာလို့ကျွန်တော်တို့တင်မဲ့ channel ကဥစ္စာတွေကတကယ်လို့ခလေးတငယ်နဲ့မလွတ်ကင်းတဲ့content မျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့က policy အရအေးအေးယူတာချင်းမျိုးခံရနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ခလေးတငယ်နဲ့ပတ်သက်တဲ့ဒီ yes ဆိုတဲ့ဟာကိုလုံးဝသွားပြီးတော့မရွေးမိဖို့အရေးကြီးပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့ဒီ Google Ad ပေါ့နော် Google Ad account linking ပေါ့အဲ့ဒီကောင်ကတော့ကျွန်တော်တို့ကဏ္ဍ10လုံးလောက်ရှိမှထင်တယ်နော်အဲ့ဒီဥစ္စာနဲ့ကျွန်တော်တို့က link ချိတ်ရတာပေါ့နော်ကျွန်တော်တို့ Google Ad ဒီကြော်ညာတွေပါလုပ်လို့ရတဲ့ဥစ္စာပေါ့ visa card တွေပါနဲ့ချိတ်ပြီးတော့နော်ကိုကအဓိကဒီကောင်သုံးတဲ့ဥစ္စာကျွန်တော်ဒီမှာကိုယ့်ရဲ့ video တွေကို promote လုပ်တဲ့အခါမျိုးတွေမှာ boost ထိုးတယ်လို့မျိုးပေါ့ဗျာအဲ့ဒါမျိုးကိုသုံးတာဖြစ်ပါတယ်เนาะရှိတယ်ဆိုလို့ရှိရင်เนาะထည့်ထားလိုက်လို့ရတယ်မရှိဘူးဆိုရင်တော့မထည့်ထားလိုက်ရတယ်ဘာမှဖြစ်ဘူးเนาะကျွန်တော်နောက်တစ်ခုက auto caption ပေါ့ automatic caption ပေါ့เนาะ automatic caption မှာကျွန်တော်ဒီတိုင်းလေးထားတာပိုကောင်းပါတယ်เนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ကတခါကြလို့ရှိရင် Burmese language နဲ့ကျွန်တော်တို့ကအသုံးများတာဖြစ်တဲ့အတွက်ကြောင့်ဒီ automatic caption မှာဒီ don't show ဆိုတာကိုကျွန်တော်သွားပြီးတော့နှိပ်ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က caption မထိုးတာမျိုးတွေဘာတွေညာမှန်တာမျိုးတွေဖြစ်လာတတ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဖြစ်ပါတယ်နော်နောက်တစ်ခုကကျတော့ automatic dubbing ပေါ့နော်အဲ့ဒီကောင်ကဒီနောက်ပိုင်းကျမှကျွန်တော်တို့အရင်တော့မပါဘူးပေါ့နော်ဒီနောက်ပိုင်းကျမှပါလာဒီကောင်ကဒီကိုယ့်ရဲ့ video မှာတခြားဘာသာစကားတွေကိုပါသူကဖြစ်တာကျွန်တော်တို့က Burmese language နဲ့ပြောမှာဆိုမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီကောင်ကိုဒီတိုင်းပဲထားလိုက်ပါ and verify သွားပြီးတော့ဘာမှသွားမနှိပ်ပါနဲ့နော်မနှိပ်ဘဲနဲ့ထားလိုက်တာကောင်းတယ်ပြီးရင် advertisement မှာလည်းကျွန်တော်တို့ဒီအကွက်ကိုဘာမှသွားမဖြစ်ပါနဲ့ဒီတိုင်းပဲထား advertisement ကလည်းကျွန်တော်တို့အပေါ်က Google Ad နဲ့သဘောတရားအလားတန်တူပါတယ်เนาะ
နောက်တစ်ခုကကျွန်တော်တို့ clip ပေါ့နော် clip ဆိုတာကတော့ကျွန်တော်တို့ကဒီမှာ content တွေကိုယ့်ရဲ့ content တွေကိုတချို့သူတွေကစက္ကန့်30တော့၎င်းစက္ကန့်60အထိပေါ့နော်တော့၎င်းပေါ့နော်အဲ့လိုမျိုးသူတို့ကအပိုင်းလေးဖြတ်ပြီးတော့ကိုယ့်ရဲ့ content ကို share တာမျိုးတွေဘာတွေညာတွေရှိတတ်တယ်နော်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်ကိုကခွင့်ပြုထားလိုက်လို့ရှိလို့ရှိရင်ကိုယ့်ရဲ့ဒီအခုကျွန်တော်တို့လိုမျိုးဒီညနာတွေပါဝင်တဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်ကိုယ်လူများပို့တည်တယ်ပေါ့နော်ပို့ပြီးတော့ကိုယ့်ရဲ့ audience site ကပို့ကျဲလာတယ်ပေါ့အဲ့ဒီသဘောတရားမျိုးပါပဲနော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ clip ထားတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် video quality enhance ပေါ့နော် enhancement ပေါ့အဲ့ဒီကောင်ကကျွန်တော်တင်လိုက်တဲ့ video တွေမှာသူကYouTube ကနေပြီးတော့ auto ပေါ့နော် auto သူတို့ကဒီ verse ရဲ့မြင်ကွင်းနေကျွန်တော်ဒီ audio အတန်ပိုင်းဆိုင်ရာတို့သူကမြင့်တင်ပေးနိုင်တဲ့သဘောတရားမျိုးကိုပြောတာလူကြည့်များလာလေပေါ့နော်အဲ့ဒီသဘောတရားမျိုးကိုပြောတာเนาะအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဒီမှာအကွက်ကလေးကိုနှစ်ခုစလုံးကိုကျွန်တော်တို့အမှန်ချစ်ထားဖို့လိုအပ်တယ်เนาะအောက်ကဒီ third party ဆိုတာကကြတော့ကျွန်တော်ဒီ AI model တွေနဲ့ပတ်သက်ပြီးတော့ AI အကြောင်းအရာတွေပါညာတင်တာတွေနဲ့ပတ်သက်ပြီးတော့ပေါ့เนาะဒီအလောင်း permission တောင်းတာကိုယ့်ရဲ့ကိုယ်ပိုင် content မျိုးတွေဆိုလို့ရှိရင် permission မပေးထားတာပိုကောင်းတယ်အဲ့တော့ permission မပေးနဲ့ဒီတိုင်းပဲထားတာပိုကောင်းတယ်နော်အော်နောက်ထပ်တစ်ခုကိုဆက်သွားလိုက်မယ်ပေါ့နော်နောက်ထပ်တစ်ခုကကျွန်တော် feature eligibility ပေါ့အဲ့ feature eligibility မှာကျွန်တော်လုံးဆရာရှိတာတွေကအများကြီးပဲနော်အဲ့တော့ကျွန်တော်ဒီမှာ standard feature ကျွန်တော်ဆက်ဒီ YouTube channel ဆက်ဖွင့်ခြင်းဆိုလို့ရှိရင်ရတာတော့ဒီကောင်ပဲရတာနော်ဒီကောင်ကတော့ဒါရတယ်ပေါ့နော်ရတဲ့အခါမှာကျွန်တော်ဒီ collaborate playlist တွေနော် playlist ဒီ new video ထည့်တာမျိုးတွေเนาะ playlist တွေကျွန်တော်ဖန်တီးတာမျိုးတွေ video တိုက်ရိုက်ကျွန်တော်တို့တင်လို့ရပြီပေါ့เนาะဒါပေမဲ့မရတဲ့အပိုင်းတွေလည်းရှိတယ်เนาะမရ15မိနစ်အထက် video တွေကိုကျွန်တော်တို့တင်မယ်ဆိုလို့ရှိရင်မရသေးဘူးเนาะအဲ့ဒီအတွက်ကြောင့်လောက်ဆောင်ရမယ့်ဟာတွေကရှိတယ်ဒီမှာဖုန်းနံပါတ်ကျွန်တော်တို့verify ဖုန်းနံပါတ်တွေပါကျွန်တော်လောက်ရမှာရှိတယ်เนาะအဲ့တော့ကျွန်တော်ဒီ immediate feature မှာဆိုလို့ရှိရင်เนาะအပေါ်ကတော့ကျွန်တော်ဒီအပေါ်ကကျွန်တော်ခုနကပြတဲ့ standard feature ကဒါရပြီးသားနောက်လူတိုင်းရတယ်ဒီအောက်ကမရတဲ့အောက်စာဒီ immediate feature ဆိုတဲ့ဟာမှာကျွန်တော်တို့ verify phone number ပေါ့နော်အဲ့ဒီကောင်ကျွန်တော်တို့တစ်ချက်ကျွန်တော်လုပ်ပြမယ်เนาะသူကဒီမှာ custom thumb နေကျွန်တော်တို့ thumb နေဟိုဖြတ်လာပပလေးတွေပေါ့လူစွမ်းဆောင်မှုရှိတဲ့ဒီ thumb နေကိုကျွန်တော်ထည့်လို့ရဒီတိုင်းဆိုလို့ရှိရင်ကျွန်တော်ထည့်လို့မရအောင်เนาะအဲ့ဒါမျိုးတွေရှိပြီးတော့ကျွန်တော် live stream တွေလွှင့်မဲ့လူတွေဆိုလို့ရှိရင် gaming သမားတွေပါ live stream လွှင့်မဲ့လူတွေဆိုလို့ရှိရင်လုပ်လို့မရအောင်ပြီးတော့နောက်တစ်ခုကကျွန်တော် video 15မိနစ်အထက်ရှိတဲ့ video တွေကိုကျွန်တော်တင်လို့မရအောင်အဲ့ဒါမျိုးတွေရှိတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဒီမှာဒီကိုယ့်ရဲ့ phone number ကိုပေါ့เนาะ verify လုပ်လိုက်မယ်ဆိုလို့ရှိရင်เนาะ YouTube ကဒီဥစ္စာတွေကိုအခုပြောတဲ့ဥစ္စာတွေကိုသူတို့ဖြည့်လျှော့ပေးပြီးတော့ကျွန်တော်တို့တင်လို့ရမယ်ပြုလို့ရမယ်ပေါ့နော်အဲ့ဒီသဘောတရားဖြစ်တယ်အဲ့ဒီတော့ကျွန်တော်ဒီ verify phone number လုံးပုံလုံးမျိုးကိုကျွန်တော်တစ်ခါတည်းပြလိုက်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ verify phone number ဆိုတာကိုတစ်ချက်နှိပ်လိုက်နော်နှိပ်လိုက်ပြီဆိုလို့ရှိရင်သူကဒီမှာတက်တစ်ခုနဲ့သူကပေါ်လာလိမ့်မယ်ပေါ်လာမယ်ဆိုရင်ကျွန်တော်ဒီမြန်မာတွေနဲ့မြန်မာဖုန်းနံပါတ်တွေနဲ့စမ်းကြည့်ရတဲ့လောက်တော့မရဘူးဗျနော်မရတဲ့အခါကျတော့ကျွန်တော် time sync card တွေပါရှိတယ်ဆိုလို့ရှိရင်တော့အဆင်ပြေလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာtime sync card ကိုကျွန်တော်ထည့်လိုက်မယ်နော်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်က next ကလေးကိုကျွန်တော်နှိပ်လိုက်ရုံပဲနှိပ်လိုက်လို့ရှိရင်သူကဒီမှာ6 digit အဲ့ verify ကဏ္ဍ6လုံးကြာလာမယ်ပေါ့ဗျာအဲ့ကဏ္ဍ6လုံးကိုကျွန်တော်တို့ကဒီမှာထည့်လိုက်ရုံပဲနော်အဲ့လိုမျိုးဖြစ်ပါတယ်အဲ့မှာဝင်လာတဲ့ကဏ္ဍ6လုံးကိုကျွန်တော်ဒီမှာထည့်လိုက်ပေါ့နော်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီအောက်က smith ကလေးကိုကျွန်တော်နှိပ်လိုက်နော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့မှာတစ်ချက်ဆောင်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာတော့ဖုန်းနံပါတ် verify ဖြစ်သွားပါပြီနော် verify ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာပြန်ပြီးတော့ဒီကိုယ့်ရဲ့ YouTube ကိုတစ်ချက်ပြန်ပြီးတော့ back နဲ့ဝင်လိုက်ပေါ့နော်ဒီမှာသူပြသွားပြီပေါ့နော်ချက်ချင်းဒီမှာ verify phone number ဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ custom တန်လေးတွေ live stream တွေလုပ်လို့ရပြီ15မိနစ်အထက် video အရှိတွေကျွန်တော်တို့တင်လို့ရပြီပေါ့နော်နောက်ထပ်တစ်ခုကကျွန်တော် advanced feature ပေါ့ advanced feature မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာနော် API contactကိုယ့်ရဲ့ contact ID claim နာတွေเนาะ external link ကိုယ့်ရဲ့ video description မှာ external link ထည့်တာတွေเนาะပြီးရင် live stream တွေပြီးရင် create more live stream daily လုပ်တာတွေเนาะအစရှိတဲ့ပြပါအများကြီးပဲနောက်ဆုံးတစ်ခုအရေးကြီးတာကျွန်တော်တို့က monetization လုပ်မှာမလား monetization အတွက် eligible ဒီ apply form တွေပါရတာတွေပေါ့เนาะeligible ဖြစ်သွားတာပေါ့เนาะအဲ့ဒီအောက်စာကိုကျွန်တော်တို့ကလုပ်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာaccess feature ပေါ့ access feature ဆိုတဲ့နေရာမှာကျွန်တော်တို့က video
ကိုယ့်ရဲ့ဒီရုပ်ကိုပေါ့နော်ကိုယ့်ရဲ့ရုပ်ကို video ID အနေနဲ့ကျွန်တော် selfie video မျိုးပေးပို့လို့လည်းရတယ်ပြီးရင်ဒါမှမဟုတ်ကိုကဒီမှာဟို ID တစ်ခုခုနဲ့ကိုကတင်လို့လည်းရတယ်ပြီးရင် channel history ကကျတော့သူကကြာလာတဲ့အခါကျလို့ရှိရင်လည်းသူရလာမှာเนาะဒါပေမဲ့ကျွန်တော်တို့ကချက်ချင်းရကျင်နေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မျက်နှာကိုပေါ့เนาะမျက်နှာကို selfie လို့ပုံစံဗီဒီယိုအတူလေးသူမှလောက်ခိုင်းတဲ့အတိုင်း like လုပ်ပြီးတော့ကျွန်တော်တို့က video verification လုပ်ပေးလို့ like လို့ရတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တခါလဲကျွန်တော်လုပ်ပြလိုက်ပါမယ်ဗျာเนาะကျွန်တော်တို့ကလုံးမယ်ဆိုလို့ရှိရင်ဒီ access feature ဆိုတာလေးကိုနှိပ်လိုက်ပေါ့နှိပ်ပြီးသွားပြီဆိုလို့ရှိရင်သူလည်းဒီမှာရေးပေးထားတယ် take a 6 second video yourself ဒါမှမဟုတ် take a photo ဒီ your ID ပေါ့เนาะအဲ့လိုမျိုးအစရှိတဲ့ဖြစ်ပေါ့เนาะပြီးရင် big history as your grow ပေါ့เนาะကျွန်တော်ကြီးထွားမှုဒီဥစ္စာနဲ့သက်ဆိုင်တော့ပြောတာเนาะအဲ့တော့ကျွန်တော်တို့ကအလင်းမြန်လိုချင်တယ်ဆိုတော့ကျွန်တော် video selfie နဲ့ပဲဆွဲလိုက်မယ်เนาะအားကြလို့ရှိရင် account လေးကိုနှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်တို့ဒီအောက်က next ကိုနှိပ်လိုက်ပေါ့ဗျာ next ကိုနှိပ်ပြီးသွားရင်သူကဒီမှာကိုယ့်ရဲ့ email ကိုเนาะသူလှမ်းပို့ပေးမှာเนาะကျွန်တော်ဒီဖွင့်ထားတဲ့ကျွန်တော်ဒီ channel ကိုဖွင့်ထားတဲ့ email ကိုသူလှမ်းပို့ပေးလိမ့်မယ်အဲ့ဆိုရင် get email ကိုကျွန်တော်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ done ကိုနှိပ်လိုက်เนาะ done ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှာကိုယ့်ရဲ့ Gmail ကိုသွားရမှာเนาะကိုယ့်ရဲ့ Gmail ကိုတစ်ချက်သွားကြည့်လိုက်ကျွန်တော်တို့ရဲ့ Gmail ကိုရောက်လာပြီဆိုလို့ရှိရင်ဒီမှာ YouTube ကနေပြီးတော့ပို့ထားပေးတယ်ပေါ့เนาะဒီမှာ YouTube video verification ဆိုတာเนาะအဲ့ဒီကောင်လေးကိုကျွန်တော်တို့ကတစ်ချက်ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဝင်လာပြီဆိုလို့ရှိရင်เนาะဒီ start verification ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကတစ်ချက်ခဏနာလေးဖိပြီးတော့ကျွန်တော်တို့က copy link ယူလိုက်เนาะတချို့တွေကြောက်လဲတခါတည်းဒီကနေပြီးတော့တန်းပြီးတော့လုပ်လို့ရတယ်ကျွန်တော်ကတော့ Google browser ကနေပြီးတော့ Chrome ကနေပြီးတော့ပြောတာเนาะ Chrome ကနေပြီးတော့ကျွန်တော်သွားလိုက်မယ်သွားလိုက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီမှာခုနကယူလာတဲ့အောက်စာကိုကျွန်တော်တို့ထည့်လိုက်ပေါ့เนาะထည့်ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာ enter ခောက်လိုက်ပေါ့เนาะ enter ခောက်လိုက်လို့ရှိရင်သူကဒီလိုမျိုးရတယ်เนาะဒီအပိုင်းကြည့်ရှာတယ်ပေါ့เนาะအဲ့တော့ကျွန်တော်ကဒီကောင်းကို scan ဖတ်ပြီးတော့ကျွန်တော်တို့ဖုန်းနဲ့တခြားဖုန်းနဲ့ကျွန်တော်တို့က verification လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် screenshot လေးနေပဲကျွန်တော်ပြလို့အဆင်ပြေမယ်တချို့ဟာတွေကကျတော့ Google ကကျွန်တော်ကို black color ဟို black screen လုပ်လိုက်တဲ့အခါမျိုးကြီးကြလို့ရှိရင်မိတ်ဆွေတို့လည်းအဆင်ပြေမှာမဟုတ်အဲ့တော့ကျွန်တော် screenshot လေးရိုက်ပြီးတော့ပဲကျွန်တော်ဆက်လက်ပြီးတော့ရှင်းပြပေးမယ်เนาะအဲ့တော့ဒီကောင်းကိုကျွန်တော် screenshot လောလောဆယ်ရိုက်လိုက်ပေါ့เนาะဒါမှမဟုတ်လေတခြားဖုန်းတစ်လုံးလုံးနဲ့ဒီကောင်းကိုပေါ့နော်တခြားဖုန်းတစ်လုံးလုံးနဲ့ဒီအခုဒီမြင်နေရတဲ့ဥစ္စာကို scan ဖတ်လိုက်ပေါ့နော်ကျွန်တော်ဖုန်းတွေမှာ scan ဆိုတာပါတယ်လေအဲ့ဒီဥစ္စာလေးကို scan ဖတ်လိုက်ဖတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့ဖြစ်လာမယ့်ဥစ္စာတွေကိုကျွန်တော် screenshot လေးနဲ့ပြပေးမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ကအခုဒီမှာတွေ့ရတဲ့ဥစ္စာလေးကို scan ဖတ်တခြားဖုန်းနဲ့ scan ဖတ်လိုက်ပြီဆိုလို့ရှိရင်ဒီလိုပေါ်လာမယ်ပေါ့နော်ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ကဒီ okay ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင် Google account တွေပါသူမဝင်ရသေးဘူးဆိုလို့ရှိရင်တော့ Google account ဝင်မှုပြောလိုက်မယ်နော်ပြောတဲ့အခါကျလို့ရှိရင် Google account password တွေပါနဲ့ဝင်လိုက်ပေါ့နော်ဒီလိုမျိုးအခုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီအကွက်ကလေးကိုအလောင်းလုပ်ပြီးခွင့်ပြုပေးလိုက်ပေါ့ဗျာเนาะခွင့်ပြုပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အောက်က I agree ဆိုတာလေးကိုထပ်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးပုံစံပေါ်လာမယ်เนาะပေါ်လာတဲ့အခါကျလို့ရှိရင်မိတ်ဆွေတို့ကတော့မြင်ရလားမမြင်ရလားတော့မသိဘူးเนาะကျွန်တော်ကဟိုတခါကြလို့ရှိရင်ဒီဥစ္စာတွေက black screen တို့ကဖမ်းထားတတ်လို့လေเนาะအဲ့ဒါကြောင့်မလို့ကျွန်တော်ဟို screenshot နဲ့ပြမယ်လို့ပြောတာเนาะတကယ်လို့ရတယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်ဒီမှာ record လုပ်ထားတယ်ရတယ်ဆိုလို့ရှိရင်တော့မြင်ရမယ်ပေါ့เนาะအဲ့တော့ကျွန်တော်ဒီမှာ next နဲ့ကျွန်တော်ဆက်သွားလိုက်မယ်သွားလိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာဒီလိုမျိုးပြရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ selfie ဥစ္စာကိုကျွန်တော်တို့လိုက်ပြီးတော့ချိန်ညှိပြီးတော့လှုပ်လိုက်ရုံပါပဲနော်အခုဒီမှာကျွန်တော်ဆိုလို့ရှိရင်ဒီမှာလှုပ်မယ်အပေါ်မော့နော်ပြီးရင်အပေါ်ထပ်မော့ခိုင်းတယ်နော်ကျွန်တော်အပေါ်မော့ခိုင်းတာတဲ့အောက်ကိုလာမယ်ဒါဆိုလို့ရှိရင်သူဒီမှာပြီးသွားပြီနော်အဲ့ဆိုလို့ရှိရင်ဒီလိုမျိုးသူload in လုပ်နေမယ်ပေါ့နော်load in လုပ်ပြီးွားပြီဆိုလို့ရှိရင် your video is in review ဆိုပြီးတော့သူက24 hour ဒီမှာသူလည်းရေးပေးထားတယ်24 hour ကြာနိုင်တယ်ပေါ့နော်24 hour သူတို့သုံးသပ်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်24နာရီအတွင်းစောင့်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီမှာရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်ဒီကဒီနေကျွန်တော်တို့ဒီနေရာက asset feature မှာကျွန်တော်တို့ကအားလုံးပြည့်စုံသွားမှာဖြစ်ပါတယ်
ကျွန်တော်ဒီနေ့အတွက်ကတော့ဒီလောက်နဲ့ပဲကျွန်တော်ရန်နာလိုက်ပါမယ်เนาะကျွန်တော်နောက်ရက်ကြားလို့ရှိရင်နောက်ရက်တွေကြားလို့ရှိရင်တော့အရင်တော့မခတ်တော့ဘူးပေါ့เนาะတခြားဟာတွေကအဲ့လောက်ထိမခတ်တော့ပါဘူးเนาะအဲ့တော့ကျွန်တော်နောက်ရက်ကြားလို့ရှိရင်ဆက်လက်ပြီးတော့ကျွန်တော်ဒီ setting ဘိုင်းတွေတခြားအကြောင်းအရာတွေ YouTube banner တွေကျွန်တော် profile picture လုပ်ပုံတွေကိုဆက်လက်ပြီးတော့ကျွန်တော်ပြသပေးမှာဖြစ်ပါတယ်เนาะအားလုံးစိတ်ကြပါစေခင်ဗျာ